ဗုဒ္ဓလောကေသမုပ္ပန္နောဟိတယသဗ္ဗပါဏိနံဓမ္မောလောကေသမုပ္ပန္နောဒုက္ခယသဗ္ဗပါဏိနံသံဃောလောကေသမုပ္ပန္နောပုညက်ခေတံအနုတ္တရံဧတိနာသစ္စာဝိဇေနာဒုခိတာဟွန်တုသာတဝောလောကေလောကသုံးခွင်ဘုံအပြင်၌ဗုဒ္ဓသစ္စာလေးပါးမြတ်တရားကိုပြသထင်တယ်သိမြင်ပေတဘုရားရှင်ကိုယ်တော်မြတ်ကြီးသည်သဗ္ဗပါဏိနံခန္ဓာဝန်ထံရေညွန့်လန်း၌ပင်ပညာကုံအလုံးစုံကုန်သောတတ္တဝါတို့ဤဟိတယလောကီလောကုမယုတ်တို့ဘွာအကျိုးများချပါစေခြင်းမှာသမုပ္ပန္နောဥရိတောင်စွန်းနေဆက်ဝန်းကြီးခဲ့သောဖြည့်ထွန်းမသွေပေါ်ပေါက်တော်မူခဲ့ပါပေ၏လောကေကာမရူပအရူပဟုဘဝသုံးရပုံသုံးဓာတ်၌ဓမ္မောမလေးတံဖို့လေးတံနိဗ္ဗာန်ဓမ္မခံပရိယဆေဘာသောတရားတော်မြတ်သည်သဗ္ဗပါဏိနံခန္ဓာဝန်ထံရေညွန့်လန်း၌ပင်ပညာကုံအလုံးစုံကုန်သောတတ္တဝါတို့ဤဒုက္ခယကိုစိတ်နှဖျားချမ်းသာပါစေခြင်းအကျိုးမှာသမုပ္ပန္နောဥရိတောင်စွန်းနေဆက်ဝန်းကြီးခဲ့သောဖြည့်ထွန်းမသွေပေါ်ပေါက်တော်မူခဲ့ပါပေ၏လောကေလောကသုံးခွင်ဘုံအပြင်၌အနုတ္တရံအတုမရှိမြန်လဲမြတ်တော်မူပါပေထသောဘုံညက်ခေတံကောင်းမှုမျိုးစေတို့ဤစိုက်ပြုကျဲချရာလဲတံမြေကောင်းသဖွယ်လည်းဖြစ်တော်မူပါပေထသောသံဃောမကတံဗလထံရှစ်တံထင်ပေါ်အရိယသံဃာတော်မြတ်ပေါင်းသည်သဗ္ဗပါဏိနံခန္ဓာဝန်ထံရေညွန့်လန်း၌ပင်ပညာကုံအလုံးစုံကုန်သောတတ္တဝါတို့ဤဟိတယလောကီလောကုမယုတ်တို့ဘွာအကျိုးများချပါစေခြင်းမှာဒုက္ခယကိုစိတ်နှဖျားချမ်းသာပါစေခြင်းအကျိုးမှာသမုပ္ပန္နောဥရိတောင်စွန်းနေဆက်ဝန်းကြီးခဲ့သောဖြည့်ထွန်းမသွေပေါ်ပေါက်တော်မူခဲ့ပါပေ၏ဧတေနာသစ္စာဝိဇေနာဤသို့မှန်လပဏာမသစ္စာစကားကိုပြောဆိုရလေသောကြောင့်သာရဝောတရားချေခင်စိတ်ကောင်းပညာကုန်သောသင်္သူတော်စဉ်ပရိသတ်ပေါင်းများစွာတို့သည်ဒုက္ခိတံသာကိုစိတ်နှဖျားလိုအိဆာဖြင့်ချမ်းသာကျွင်ပြပြည့်ပြည့်စုံကြကုန်ပေလေးဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနိဒုက္ခသံဝရစိန်ဖောက်ခွဲကြောက်တောင်းလက်တကဲ့သို့ပြစဲပြောင်းရှင်းဆင်းရဲခြင်းကင်းကြကုန်ပေလေးဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနိဗ္ဗယသံနေရှိန်နှင်းကြောက်စီးနှင်းပေါက်သောခန်းချောက်မကျွင်ဘေးပြောက်ကင်းကြကုန်သေးလေဟွန်တို့ဖြစ်ကြပါစေကုန်သတည်းနေသောကာသံဝလာလွှမ်းတိန်လေချမ်းနှိမ်သောနွမ်းမိန်ယိုယွန်းဆိုရခြင်းကင်းကြကုန်သေးလေဟွန်တို့ဖြစ်ကြပါစေကုန်သတည်းဟွန်တို့ယခုရွတ်ဆိုအပ်သည့်ယရဏတရားဝန္ဒနာကာထာပနာမသစ္စာစကားကြောင့်ကောင်းစွာမသွေကိုစီကိုငှဖြစ်တော်မူနိုင်ကြပါစေကုန်သတည်း